ကဲအားပါတရ pop 5ကနေအေးချမ်းတဲ့ရတာတစ်မျိုးစီကိုပြောင်းလဲခံစားဖို့အသင့်ပဲလားရှင်ဒုတိယမြောက်ရှင်ပြိုင်မဲ့အဆိုတော်လေးကတော့ indie artist ဖြစ်တဲ့မင်းခန့်ပဲဖြစ်ပါတယ်ဟုတ်ပါတယ်ဗျာသူ့ကိုရင်ထဲမှာဆွဲကြံရစ်နေမဲ့တိုးလေးနဲ့လွင့်ပြန်နေတဲ့အတန်ပိုင်ရှင်လို့တင်စားရမှာပါသူ့ရဲ့အတန်လေးကအယမ်းကိုနူးညံ့ပေမဲ့နားထောင်သူရဲ့ရင်ထဲမှာတော့အကြာကြီးဆွဲကြံရစ်စီမဲ့ vibe မျိုးနော်မှန်ပါတယ်ဒါကြောင့်လဲသူ့ကိုယ်တိုင်ကဒီပြိုင်ပွဲဝင်တဲ့ချင်းအတွက်တီချာနားထောင်ဖို့တော့လိုလိမ့်မယ်လို့ပရိသတ်တွေကိုကြိုပြီးစကားပါထားတာပါအားလုံးပဲတီချာလေးအာယုံစိုက်ပြီးမင်းခန့်ရဲ့လွင့်ပြန်နေတဲ့အတန်လေးကိုအခုပဲခံစားနားဆင်လိုက်ကြရအောင်ရှင်သိချင်မိတာအမှန်ပါပဲအနာကမခွာရနိုင်ခဲ့ပြီဆိုင်သူရှိရင်တောင်းပန်ပါတယ်မင်းကတော့ဒါရီမသိနိုင်မီဖွင့်ပြောဖို့ခွင့်ရမရှိလေဒီရင်ထဲမှာမင်းတယောက်တည်းပါကြိတ်ပြီးလွမ်းရတဲ့ညတွေလေမင်းတို့ဆိုရင်ချေနှပ်ပါတယ်ငါယူတော့ခဲ့ပါသည်မြင်ခွင့်ရယုံနဲ့ချေနှပ်ပါသည်မပိုင်ဆိုင်ရလေချစ်နေအောင်ညီဒီတဲ့တော်လေးမျက်နှာနေမြည်ပြုံးလိုက်တဲ့ချိန်တိုင်းမှာကဘာကြီးကလင်းလက်သွားပြီကိုရရှိတဲ့နေရာလေးကခိုးချရတဲ့အဝေးတနေရာပါပဲနေတော့မင်းသိလာမှာပါဝေးကလွမ်းနေတာတွေကိုအချိန်တွေဘလောက်ကြာသွားပါစေဒီချစ်ကတော့အမြဲရှင်တဲ့နေမည်ငါယူတော့ခဲ့ပါသည်မြင်ခွင့်ရယုံနဲ့ချေနှပ်ပါသည်မပိုင်ဆိုင်ရလေချစ်နေအောင်ညီဒီတဲ့တော်လေးမျက်နှာနေ